ကျွန်တော်နာမည်မိုးထက်ပါတောထဲမှာမွေအစိပ်ပြင်းတဲ့အပင်တွေကိုလေ့လာနေတဲ့ဇီဝဗေဒပညာရှင်တစ်ယောက်ပါဒီနေ့တော့လူသူကင်းမဲ့တဲ့တစ်တောနက်ကြီးတဲ့ကိုနက်နက်ရှိုင်းရှိုင်းဝင်လာခဲ့တဲ့လေတွေကတရွက်ချောက်တွေကြားတချင်းဆိုနေသလိုငှက်တွေရဲ့စကားသံတွေကလည်းကနားမငြိမ်ဖြစ်စေတယ်တဖြည်းဖြည်းနေဝင်လူနီးပါးအချိန်ရောက်လာတော့အေးဆက်ပြီးစိုထိုင်းလာတဲ့လေတွေကကျွန်တော်ကြောကုန်းကိုဖျက်သွားတဲ့ရုတ်တရက်ကက်ကက်ကက်နောက်ဖက်ကခြေတံတွေပါလူသွားတံတိတ်မမြန်ဘူးဒါပေမဲ့တေချာပေါက်ကျွန်တော်ကိုလိုက်နေတာပဲကျွန်တော်ရက်လိုက်တယ်ခြေတံတွေလည်းရက်သွားတယ်ကျွန်တော်ပြန်လျှောက်တယ်ခြေတံတွေလည်းပြန်လာတယ်နှလုံးခုန်တံကနားထဲမှာဘုံဘုံညံလာတယ်ဘသူလဲကျွန်တော်လှည့်ပြန်ကြည့်တယ်အရေးတစ်ခုတစ်ပင်နောက်ကိုခုံဝင်သွားတာမြင်လိုက်ရတယ်ဆိုတာထက်ခံစားလိုက်ရတယ်သူ့ရဲ့တရှိမှုကလေထဲမှာအစိတ်တောက်လိုပြက်နေတယ်ကျွန်တော်အသက်ရှူတွေမြန်လာတယ်ထွက်ပြေးရမယ်ခြေထောက်တွေကိုအားပြုပြီးကျွန်တော်မူလလာတဲ့လမ်းကိုပြေးလိုက်တယ်နောက်ကခြေတံတွေကလည်းမြန်လာတယ်ပိုမြန်လာတယ်တစ်ကိုင်းတွေကကျွန်တော်မျက်နှာကိုရိုက်နှက်လာတယ်အောက်ခြေကမြေဆွေးလွှာတွေကလည်းချော်နေတယ်ဟဲ့ရက်မင်းကိုလိုချင်တာမဟုတ်ဘူးနောက်ကလူကအော်လိုက်တယ်အတန်ကမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရက်ဆက်မှုနဲ့ပြည့်နေတယ်ကျွန်တော်မလဲကြည့်ရတော့ဘူးနှလုံးသားကရင်ပတ်ထဲမှာတဒိန်းဒိန်းခုန်နေတယ်လေကကျွန်တော်အဆုတ်ထဲဝင်မရတော့ဘူးနောက်ဆုံးအားတွေနဲ့တစ်ပင်နောက်ကိုခုံဝင်ပြီးပုံးလိုက်တယ်နှာခေါင်းထဲကဟန်းဟန်းတန်တွေကိုလက်နဲ့ဖိပိတ်လိုက်တယ်တိတ်ဆိတ်မှုတခဏလောက်ဘာမှမကြားရတော့ဘူးတွေးတွေခုန်နေတဲ့အတန်ကလွဲလို့တူးသွားပြီလားကျွန်တော်တတိစိတ်နဲ့တစ်ပင်အစွန်းကနေချောင်းကြည့်လိုက်တယ်မျက်နှာချင်းဆိုင်ပါပဲသူကမျက်နှာမှာနက်နက်ရှိုင်းရှိုင်းချီရတွေနဲ့ဝတ်ထားတာကညစ်ပတ်နေတဲ့အဝတ်စုပ်တွေမျက်လုံးတွေကတွေးမြောင်နေတဲ့ပါးစပ်မှာကြီးကြီးကျိုးနေတဲ့အပြုံးကိုပုံဖော်နေတဲ့သူ့လက်ထဲမှာတော့အဆွဲတွေထွက်နေတဲ့ဓာတ်ရှိကြီးတစ်ချောင်းဦးလေးခဏလေးသူကညည်းညူသလိုပြောလိုက်တယ်ဓာတ်ရှိကြီးကိုမြောက်ပြလိုက်တယ်နေမိန်ချိန်ရဲ့နောက်ဆုံးအလင်းတန်းလေးကဓာတ်သွားပေါ်မှာပြက်ပြက်လက်လက်လင်းထိန်သွားတာကျွန်တော်အသက်ရှူတန်လုံးဝရက်သွားတယ်